ကောင်းလိုက်တဲ့မိတ်ကဲကွယ်အယောင်လေးကိုလည်းကြည့်အောင်နော်မြန်မာလူမျိုးတွေအကြကျွေပလဲမိတ်ကဲဆိုတဲ့အတိုင်းပဲအယောင်လေးကလည်းဝင်းအေးညာပဲမိတ်ကဲအယောင်လေးကိုကြည့်အောက်ကလက်ကအယောင်ရဲ့အပေါ်ကမိတ်ကဲအယောင်ရဲ့တစ်ထက်သေးပဲနော်အသားဖြူတဲ့သူကနံပါတ်1အသားလက်တဲ့သူကနံပါတ်2အသားညိုတဲ့သူကနံပါတ်3ဆိုပြီးအယောင်3မျိုးလာတယ်မလိမ့်ရသေးတဲ့ဘက်နဲ့လိမ့်ပြီးသားဘက်ကိုရှင်ကြည့်လိုက်ပပကြည်ကြည်လေးနဲ့မျက်နှာပေါ်မှာရှိတဲ့အပြစ်အနာစာတွေကိုဖုံးအုပ်ပေးနိုင်တယ်နော်ဘီမီရဲ့ကျွေပလဲမိတ်ကဲရကျတော့မျက်နှာပေါ်မှာရှိတဲ့အပြစ်အနာစာတွေကို full coverage ပေးပါတယ်ဒါလေးကတပူးမှာ33,500ကျပ်ပါဒါလေးကလက်ဟောင်းဘူးဒါလေးကလက်သစ်ဘူး quality ကတော့အတူတူပါပဲရှင်ဘူးပါကင်လှလှလေးနဲ့30ချင်တဲ့အတွက်ကြောင့်မလို့ packaging အသစ်ကလေးနဲ့ထပ်ပြီးတော့ထုတ်ပေးလိုက်တာပဲဖြစ်ပါတယ်။သူကအထုပ်လဲလာတယ်ဘူးလဲလာတယ်စမ်းသုံးချင်တဲ့သူလေးတွေအတွက်အထုပ်ကလေးကတစ်ထုပ်ကို1000နဲ့မှ2000ကျပ်အထုပ်ကိုကြိုက်လို့ဘူးကိုသုံးချင်တဲ့သူတွေကတဘူးကို33,500ကျပ်ပါဈေးနှုန်းလေးလည်းတင်းနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘီမီရဲ့ Jubilee Make